သားမိမိတို့ကြိုက်ပြောင်းမှုကြော်နဲ့ပဲနီလေးဟင်းညိုလေးပါချက်သုံးဖြူမိလို့စီသက်ပါမယ်ပြီးရင်တော့လှီထားတဲ့ပြောင်းမှုလေးတွေကိုထည့်ပေးပါမယ်ရှင်ခုနောက်စားအရသာမုန်းလေးကိုထည့်ပြီးတော့လူလာတဲ့ဒီပြထားပေးပါမယ်ရှင်ပဲနီလေးဟင်းညိုချက်ဖို့ချက်သုံးဖြူချင်းကိုတပြားရိုက်ပြီးတော့ထားပါမယ်ပြီးရင်တော့ပဲနီလေးတွေကိုယူဆေးပြီးတော့ဆဲထားပါမယ်ရှင်စီပူပူလေးကိုစနင်းလုံးထည့်ပြီးတော့ကြပြားရိုက်ထားတဲ့ချက်သွင်းဖြူချင်းလေးတွေကိုအနံမွေးလာအောင်စီဆက်ပါမယ်ပြီးရင်တော့ဆေးထားတဲ့ပဲနီလေးတွေကိုထည့်ပြီးမှုပေးလိုက်ပါမယ်ရှင်အနေတော်လောက်ရောက်ပြီဆိုလို့ရှိရင်တော့ချက်ပြုတ်ရည်အိုးတွေကိုဒီပဲနီလေးနဲ့စီဆက်ထားတာလေးကိုထည့်ပေးလိုက်ပါမယ်ကြာကြာလေးလည်းမပါမဖြစ်ဘူးလို့စိတ်ထားပါမယ်ပဲနီလေးဟင်းညိုလေးစီလာပြီဆိုရင်တော့အရသာမုန်းလေးခတ်ထည့်ပြီးတော့လို့ရှိရင်တော့ကြာကြာလေးအုပ်ပြီးတော့မိမိလိုသလောက်ရည်နည်းများကိုချိန်ဆပြီးတော့မျိုးပေါ်မှာနှက်ထားပေးလိုက်လို့ရှိရင်အရသာရှိရဲ့ပဲနီလေးဟင်းညိုလေးရပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်